Kentucky Wheat အစီအစဉ်မှာတဆင်ရရှိနိုင်တဲ့ 100% whole wheat ဂျုံပေါင်မုန့်နဲ့ whole grain ပေါင်မုန့်ကြမ်းကိုရွေးချယ်ရအောင်ပါ။ပေါင်မုန့်ထုတ်များအားလုံးဟာ16အောင်စာအရွယ်အစားဖြင့်ထုတ်ပို့ထားပါတယ်။ဒီပေါင်မုန့်မျိုးစားများဟာအာဟာရဓာတ်နဲ့အမြင့်ဓာတ်များကိုပံ့ပိုးပေးတဲ့အတွက်ကြောင့်သင့်ကျန်းမာရေးကိုအထောက်အကူပြုစေပြီးကောင်းမွန်သောဘဝလူနေမှုကိုရရှိစေမှာဖြစ်ပါတယ်။ကျမတို့ရဲ့လက်ကမ်းစာဆောင်မှာဖော်ပြထားတဲ့ပေါင်မုန့်မျိုးစားများကိုပြောပြပေးပါမယ်။ 1. အမှတ်တစိမ့် A 100% ဂျုံပေါင်မုန့်16အောင်စာအမှတ်တစိမ့် B ပေါင်မုန့်ကြမ်း16အောင်စာအမှတ်တစိမ့် C ဂျုံပေါင်မုန့်အလုံး16အောင်စာတို့ကိုရွေးချယ်ဝယ်ယူနိုင်ပါတယ်။ကျေးဇူးပြု၍သတိပေးဖို့တစ်ခုရှိပါတယ်။ပေါင်မုန့်ဖြူနဲ့ organic ပေါင်မုန့်များကိုဒီအမျိုးအစားထဲမှာဝယ်ယူခွင့်ပြုမထားပါဘူး။ဟင်းသီးဟင်းရွက်များဟင်းခတ်မွေးကြိုင်များငရုတ်ကောင်းဒိန်ခဲခရမ်းကျင်သီးတို့မဟုတ်စပစ်သည်စသဖြင့်ဖြည့်ဆွတ်စာများကဲ့သို့သောပေါင်မုန့်တို့မဟုတ်ပေါင်မုန့်အလုံးများကိုလည်းဝယ်ယူခွင့်ပြုမထားပါဘူး။